မောက်မြို့ရဲ့မြေလွာထက်မှာမြို့ချစ်စိတ်တဲ့အရင်ခံကမွေးဖွားလာခဲ့တာမြို့ကောင်းရိုးကောင်းအညာသားလေးဟာဇွဲမှန်တင်လို့ပညာရှာတက္ကသိုလ်ကျောင်းတော်ကြီးမှာကိုအောင်ဆန်းဆိုတဲ့ညီနာမှာဟိုးဟိုးကျော်လို့လားဟိုးကျော်လို့လားဟိုးကျော်အောင်ဆန်းတို့မြန်မာပြည်ရဲ့ဖခင်ယူသားဖြူစင်တဲ့စိတ်ထားလူတိုင်းကလေးစားချစ်ခင်ပင်လုံးကတိကဝတ်နေတိုင်းရင်းသားတွေလက်တွဲလို့ညီလွတ်လပ်ရေးလင်းတိုင်းကိုရှာဖွေပေးခဲ့ပြီလွတ်လပ်ရေးလင်းတိုင်းကိုရှာဖွေပေးခဲ့ပြီကျောင်းသားသမဂ္ဂခေါင်းဆောင်ဘဝနဲ့နေကျဲကိုတော်လန်ဖို့စိတ်ဓာတ်တွေခိုင်မာခဲ့ရဲဘော်သုံးကျိတ်ကိုဥဆောင်လို့ဗမာတပ်မတော်ကိုတီထောင်ခဲ့လွတ်လပ်ရေးတွဲအသက်ကိုပရာမထားခဲ့သူရဲ့စေဝဲဆုံးကိုချလို့အင်ကြီးဖြူပစိုးကွက်ကြနဲ့နိုင်ငံတော်ဝန်ထမ်းရွရင်အမှန်တရားဘက်မှာအမြဲရှိခဲ့ဇူလိုင်19ရက်နေ့ရုတ်တရက်ကျွေလွင်သွားရပေမဲ့ဖခင်ရဲ့သမိုင်းဟာရာဇဝင်ထဲမှာအမြဲတမ်းတောက်ပနေခဲ့စီလုံးချင်းအင်အားတွေနဲ့ဒီမြေကိုစောင့်ရှောက်သွားမယ်လို့ဂတိသစ္စာပြုတယ်ဘိုးချုပ်ရဲ့ဘိုးချုပ်အောင်ဆန်းတို့မြန်မာပြည်ရဲ့ဖခင်ယူသားဖြူစင်တဲ့စိတ်ထားလူတိုင်းကလေးစားချစ်ခင်ပင်လုံးကတိကဝတ်နေတိုင်းရင်းသားတွေလက်တွဲလို့ညီလွတ်လပ်ရေးအလင်းတိုင်းကိုရှာဖွေပေးခဲ့ပြီလွတ်လပ်ရေးအလင်းတိုင်းကိုရှာဖွေပေးခဲ့ပြီရာစုနှစ်တွေဘယ်လို